ခုတစ်ခေါက်ပြောပြမယ်ဟာကျတော့လိုက်ချတူနေရလို့ခိုရေရှာနောဇေကကုရီကတာဒီလိုက်ချတူဆိုတဲ့လူကရေးသားထားတဲ့တကြီးလာရင်ဖြစ်လာတဲ့ကျင်းစရိုက်တွေပေါ့နော်ဒီပထမတစ်ခုကကျတော့အန်ဂျူကုကတာသူကကျတော့ရင်းချက်တဲ့ပုံစံပေါ့ဂျီဘုနောချင်းစေရဂျီစကန်โอเคတဲ့ခံချိုရ人間関係を満足するပေါ့နော်ဒီသူ့ရဲ့ဖြစ်တည်မှုလည်းသူကလက်ခံပြီးတော့ဒီပေါ့နော်ပတ်ဝန်းကျင်နဲ့ဒီလူပေါင်းတင်ဆက်ဆံရေးမှာလည်းသူစိတ်ကျဉ်တဲ့မှုရတာပေါ့စိတ်ကျဉ်တဲ့မှုရှိရပါတော့ဒုတိယတစ်ခုကကျအန်လာကွီစုလော့ကင်ဂူချာကတာအီဆုံကတာပေါ့နော်ဒီဒုတိယတစ်ခုကကျတော့ဒီသူကိုသူတက်တောင်နေတဲ့ပုံစံပေါ့သူမြောက်မိခိုးခြင်းတဲ့ပုံစံပေါ့နော်ထာနေနေအဆုံစရုပေါ့ခိရကုနာအင်ချိုတိုင်ပေါ့နော်ဒီဥမာသူတခြားလူပဲမိခိုးခြင်းနဲ့ဥမာသူအသက်ကြီးပြီးလှုပ်ရှားရှိရတဲ့တာသမီးတွေကိုပဲသူကလှုပ်ခိုင်းတော့မယ်နော်သူကိုယ်တိုင်ကျတော့သူကအေးစီအနားယူတော့မယ်ပေါ့အဲ့လိုမျိုးထိုက်ပူဖြစ်ပါတယ်နံပါတ်3အနေနဲ့ကျတော့စက်ကီနီပေါ့ဆိုကိုကတာဂျိုဘိုကေကတာပေါ့နော်ဆိုကိုကတာဂျီကိုဘိုကေကတာကျတော့သူကခွဲတဲ့ပုံစံပေါ့နော်責任が強く活動し続けるタイプပေါ့နော်သူကဘယ်လိုမျိုးလဲဆိုတော့အသက်ကြီးတာတော့လက်မခံခြင်းအသက်ကြီးတဲ့အဖြစ်တွေကိုသူကရောက်မှအရန်ကြောက်နေပြီးတော့ဒီအလုပ်တွေကိုမရမကလုပ်တဲ့ပုံစံပေါ့နော်နောက်တစ်ခုကကျတော့ဂျီစေကီကတာနိုင်ပါစကတာဒါသူကသူပြတဲ့ပုံစံ人間の失敗を自分に原因があると考えるタイプပေါ့နော်ဒီလူသားတွေမှာဖြစ်တဲ့ဆုံးရှုံးမှုတွေကိုသူအဲ့ဒါကိုလက်မခံဘဲနဲ့သူကြောင်ပါဆိုပြီးတော့တွေးလေးရှိတဲ့ပုံစံပေါ့ဥမာသူဘာနော်အရင်တုန်းကသူမိသားစုကိုသူအချိန်မပေးခဲ့လို့အခုချိန်မှာသူမိသားစုတွေကသူနားမှာမရှိတဲ့အခါကျတော့ငါအရင်တုန်းကသူတို့ဘာနော်အချိန်မပေးခဲ့လို့ဆိုပြီးတော့ဒီအမြဲတမ်းနောင်တတွေရနေတဲ့ပုံစံပေါ့သူကိုသူအပြစ်တင်တဲ့ပုံစံပါနောက်တစ်ခုနံပါတ်5ကျတော့ဖုန်ဂိုင်ကတာဂိုင်ဘစကတာပေါ့နော်ဒါကျတော့သူဒီပတ်ဝန်းကျင်ကလူတွေအပြစ်တင်တာဆိုတော့ပေါ့နော်自分の過去や老化を受容できないပေါ့နော်失敗を他人や環境に責任転嫁するပေါ့နော်သူ့ရဲ့အသိရဲ့သူ့ရဲ့ပြီးတော့ဒီအိုမင်းရောမှုသူလုံးဝလက်မခံနိုင်ဘူးသူဘောနော်ဒီဖြစ်ပြနေတဲ့ဆုံးရှုံးမှုတွေဘောနော်အဲ့လိုတဘာဝတရားဆုံးရှုံးမှုတွေကိုသူကကြတော့လက်မခံဘဲနဲ့သူပတ်ဝန်းကျင်ကြောင့်ဒီပတ်ဝန်းကျင်တွေကိုအဖြစ်တင်ပြီးတော့လွှဲချလိုက်တာပေါ့နော်ဥမာပတ်ဝန်းကျင်တယောက်ဘတ်စကားပေါ်မှာလူတယောက်ကသူထိုင်ခုံဖယ်ပေးတာကိုသူကငါအသက်မကြီးသေးဘူးငါထိုင်ခုံမလို့ပေါ့အဲ့လိုမျိုးပေါ့သူအဲ့ဒါကိုညင်းဆန်ပြီးတော့အဲ့လိုပေါ့သူတဘာကိုအပြစ်တင်တယ်ပေါ့နော်ငါကိုဘာလို့ထိုင်ခုံဖယ်ပေးရလဲငါအသက်မကြီးသေးတာအဲ့လိုပေါ့ငါအိုမမအိုသေးတာပေါ့နော်အဲ့လိုမျိုးပုံစံကိုဒီ guide ဘတ်စကတာလူများကိုအပြစ်တင်တဲ့ပုံစံပေါ့နော်ဒီသူ့ဖယ်ပေးတဲ့လူကိုသူအပြစ်သွားတင်တာပေါ့နော်